မျိုးတို့ရေဒီနေ့ကတော့မရဟင်းကောင်းလေးချက်စားကြမယ်စီစဉ်မကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ဂွီကအတုပ်ဆုံးလေးလှုပ်ရှားပါတယ်ရှင်အားလုံးဟုံးမိတ်ပါတူဟူးလေးရလဲပဲကကိုယ့်အကူစိန်ပြီးတော့ကိုယ့်အကူကြူတာပါအပြင်ကပဲမှုတ်ကူမလုပ်ပါဘူးစီကဲဒီနေ့တုပ်ပြီးတော့စားပြီးတော့တုပ်စားပါမယ်စားကြပါဦးမျိုးတို့ရေလက်လက်စီအောင်စီးထားပါတယ်နော်ကိုယ့်အကူစားရဲဆိုတော့လက်အိတ်မသုံးတော့ပါဘူးနေရခက်လို့ပါစီကြာစံလေးရေပဲပြကြော်ရေဒါကကိုယ့်အကူကြော်ထားဟုံးမိတ်တုပ်ဟူးလေးပါရှင်အီလေးပဲရလေကိုယ့်အကူစိန်ပြီးတော့မှကိုယ့်အကူကြူတာပါအစဆုံးကိုယ့်အကူလောက်တာပါရှင်တုပ်ဟူးလေးကကိုထည့်ပါမယ်ကြိုက်လို့ပါဒီကပဲမုတ်မကြိုက်လို့ပဲမုတ်မထည့်ပါဘူးအာလူးနဲ့ပဲတုပ်ပါပါရှင်အာလူးများထည့်ပါမယ်ပဲမုတ်မသုံးတဲ့အတွက်ပဲပြီးမှများထည့်ပါမယ်မြူတီမုတ်ဝိတ်ကျဲလာလေ special ကြိုထားတဲ့အချင်ရည်လေးပါရှင်မကြီးအချင်ရည်လေးပါတုတ်တယ်လေးလာပါပြီစီYes, I want to taste. Wait, no? So good. Mini cube, man. ဒါလေးရလေအပေါ်နေထပ်တင်ပါမယ်ရှင်ကြိုက်လုံးလို့ပါကိုဟာကိုကြိုလာတာနေဘယ်မှာလဲထပ်ထဲမယ်ကဲစားကြပါဦးမျိုးတို့ရေအစင်ရမ်းမိတဲ့ရှင်ကွမ်းကွီအတုပ်တယ်လေးရဲ့အတုပ်လေးပါစီ